လုံးမင်္ဂလာပါရှင်ချမ်းသာတို့ရနာဖြစ်ပါတယ်ရနာဒီနေ့တွင်းနေ့အကိတ်ကြီးစားပြပါမယ်ဒါတော့ဗမာတိပါဒါတော့မွန်ထောင်းလေးဖြစ်ပါတယ်ရှင်စားပြမယ်နော်တတရင်စားပါလားစိတ်နေရောဒီရလေးကောင်းတစ်နေ့လုံးကြိုက်နေစားပန်းနေကောင်းနေလို့ဒီကိုစားလိုက်ပါမယ်ဆေးလေးတောက်တာဒီပေါ့ကြားစိစားပါဦးရှင်အရင်ကောင်းနေကွယ်အစီကိုမပါအရင်ကောင်းပါတယ်ကောင်းပါရဲ့အပမာလေးစားပြပါမယ်ဒါပါဦးပမာလေးကတော့ရိုးရတော့မမီဘူးပေါ့နော်အချုံနဲ့ပေါ့ပါရဲ့သူကနည်းနည်းမှားပေါ့တော့နည်းမှာတိတ်စားလို့မကောင်းဘူးနော်ဗမာတီကတော့မင်းတိတ်မကြိုက်ဘူးနော်ညမာတော့လေဆိုရနေပေါ့ပါမင်းကြိုက်လားမင်းကြိုက်လားရိုးရပြတော့အရန်ခုတ်ပါတယ်ရှင်ချွေပြတော့ရှင်းတာကျေးဇူးတင်ပါတယ်တတာနောက်လည်းမမေကဒီလိုအစားစားရဗီဒီယိုလေးအမြဲတင်မှာဖြစ်တဲ့အတွက်မင်းကောင်းအောင်ပေါင်းလေးနဲ့တဲလေးပဲကိုမှတခုရေးခဲ့ပါရှင်လက်ဆောင်လေးလည်းမင်းပေးဖို့ရှိပါရဲ့ပေါ့နော်ဒါတည်းတဲတဲမန်းခဲ့ပါရှင်လက်ဆောင်လေးပြပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်တတာ